YouTube ကနေငွေရှာဖို့အတွက်ဘာတွေလိုမှလဲပေါ့နော်YouTube ကနေကျွန်တော်တို့ငွေရှာဖို့အတွက်ကဘာလိုအပ်တာလဲဆိုရင်ကျွန်တော်တို့ပထမဆုံး YouTube channel တစ်ခုပဲလိုအပ်တာဖြစ်ပါတယ် YouTube channel ကိုကျွန်တော်တို့က Gmail account အသစ်ဖောက်ယူနေတောင် YouTube channel ကကျွန်တော်တို့ရပါတယ် Gmail အသစ်လေးဖောက်ပြီးရင် YouTube တွေကို login ဝင်ပြီးသုံးလိုက်ရင် YouTube channel ထောင်တဲ့ဟာရှိသွားပြီပေါ့နော်အဲ့ဒီမှာ YouTube channel ထောင်ပြီးဆိုပြီးကိုယ့်ဘာသာကို YouTube ကနေပဲရှာရင်တောင်မှ YouTube channel ထောင်တဲ့လူရှိတယ် YouTube channel ထောင်ဖို့ကဘာမှမလိုအပ်ပါဘူး Gmail account တစ်ခုပဲလိုအပ်ပါတယ်အဲ့မှာတော်တော်များများလာမိကြတာက YouTube channel ထောင်နေတောင်မှနိုင်ငံခြားကနေထောင်ရမယ်လို့မဟုတ်ဘူးပေါ့နော်ဒီမှာနိုင်ငံကနေထောင်ရပါတယ်ကိုလက်ရှိခု Gmail သုံးနေတဲ့ YouTube channel YouTube account တွေတောင်မှဒီ channel ဖြစ်ပြ channel ထောင်ပြီးရော video တင်ပြီးသုံးမယ်ဆို monetization ရပါတယ်နော် Okay အဲ့ဒီနေရာမှာကျွန်တော်တို့ကဘာလိုအပ်တာလဲဆိုရင်သူကကြတော့ YouTube channel မှာလဲ subscriber 1000လိုအပ်ပါတယ် watch hour 4000သို့မဟုတ် short view 10 million လိုအပ်တယ်ပေါ့နော်အဲ့ဒါဘာပြောရလဲဆိုရင် subscriber 1000ကတော့ YouTube monetization ရှောက်ဖို့အတွက်ကိုယ့် channel မှာ subscriber 1000ပြည့်နေရပါမယ်နောက်တစ်ခုကတော့ကျွန်တော်တို့ watch hour ပေါ့နော် watch hour ဆိုတာကျွန်တော်ခုနကပြောသလိုပဲ video တင်ရုံနဲ့ old video က7 minute တယောက်ကြည့်ရဆိုရင်7 minute ရမယ်အဲ့လိုကနေရောက်100ကြည့်ရင်မိနစ်1000 1000အဲ့လောက်ရမယ်ပေါ့နော်ရပြီးရင်သူကနိုင်အဲ့လိုမျိုးအပြင်နိုင်ဖွဲ့လိုက်လို့နိုင်4000ပြည့်တယ်ဆိုရင်ကျွန်တော်တို့ YouTube channel က monetization ရှောက်လို့ရပြီသူကကြတော့တစ်နှစ်အတော်အတွင်းရရမယ်ပေါ့နော်တစ်နှစ်အတော်အတွင်းရရမယ်တစ်နှစ်အတော်အတွင်းတော်တွင်မှာဆိုရင်တော့အပေါ်စူးစမ်းရင်စူးစမ်းတော့ရပါတယ်ပေါ့နော်ဟို Facebook ကတော့2လတည်းနဲ့6000 view 6000 minute ပေါ့နော်ဒီကောင်ကတော့နိုင်ပေါင်း4000ပေါ့နော်4000ဆိုများတော့များတယ်ပေါ့နော်ဒါပေမဲ့subscriber 1000 watch hour 4000ဆိုတာကvideo 20k view ပေါ့နော် 20k view video လေးနှစ်ပုတ်သုံးပုတ်လောက်ရှိရုံနဲ့ဒါပြည့်တယ်ပေါ့နော်ဟုတ်နောက်တစ်ခုကတော့ဒီ watch hour 4000အစားပေါ့နော်ဒီshort view 10 million ရှိရင်လည်းရတယ်ပေါ့နော် short view ဆိုတာကျွန်တော် YouTube မှာ YouTube short ဆိုတဲ့10 minute video လေးတင်လို့ရတယ်အဲ့တင်ရုံနဲ့သူကကြတော့သူနိုင်ဖွဲ့ပြီးယူတာမဟုတ်ဘဲနဲ့ the view ကိုယူတာပေါ့နော် view 10 တန်းပေါ့ view 10 တန်းရှိရုံနဲ့လေ watch hour 4000မလိုတော့ဘူးပေါ့နော် watch hour 4000အစား view 10 တန်းပြည့်ရင်လည်း monetization ရှောက်လို့ရပါတယ် subscriber 1000ကတော့ရှိရမယ်ပေါ့နော် okay ကျန်တဲ့ watch hour 4000နဲ့ short view 10 million ကတော့နှစ်ခုလေးတစ်ခုရရင်ရာရွေးဖြစ်ပါတယ်ဟုတ်ပြီနော်အဲ့ထဲမှာလည်းကျွန်တော် video တွေတင်ရုံနဲ့သူကကြိုးစားမှာဖြစ်ပါတယ်နောက်ဆုံး monetization ဆိုတဲ့အဆင့်ကိုရှောက်မှာပေါ့နော် okay အဲ့ဒီမှာပေါ့နော်ကျွန်တော်တို့ monetization ရှောက်တဲ့နေရာမှာသူကmonetization ရှောက်တဲ့နေရာမှာပေါ့နော်ဟိုနိုင်ငံခြားကနေပြီးတော့အတိမိတ်ဆွေလိုတာတွေဘယ်လိုလာလဲ YouTube ကလိုတာမလာလေးကဘယ်နေရာမှာစပြီးတော့ဖြစ်တာလဲဆိုသူက channel ကနေနိုင်ငံခြားကလိုတာဟုတ်သူက monetization ရှောက်တော့ပြီဆိုတာ ਨੇ သူကရှောက်ပြီးလို့သူကဘောနော် YouTube ကိုရှောက်ပြီးလို့ပြောလိုက်တာ ਨੇ YouTube ကဘာလို့ခိုင်းတာလဲဆိုရင် Google AdSense ဆိုတဲ့ account ပေါက်ခိုင်းတာဖြစ်ပါတယ် Google AdSense ဆိုတာကကျွန်တော်တို့ကြော်ညာတွေတက်စီတဲ့ account လို့ပြောပါတော့ပြီးရင်ပတ်စံတွေရမယ့် account ပတ်စံပေးထုတ်လို့ရမယ့် account เนาะအဲ့လိုပဲပြောပါတော့ဗောနော် Google AdSense account ကျွန်တော်ပေါက်ခိုင်းတယ်ပေါက်ခိုင်းပြီးကိုယ့်ရဲ့ channel နဲ့သူကဆက်ချိတ်ဆက်ခိုင်းတယ်ဗောနော်ဒါလည်းသူသူရှောက်ပဲဆိုပြီးနှိပ်လိုက်ရုံနဲ့သူ Google AdSense account ဖောက်ပါပြီးရင်link လုပ်ပါအဲ့လို link လုပ်ပြီးတော့ကိုယ့် account login ဝင်ပြီးရင် automatic ချိတ်သွားတာပဲလွယ်လွယ်လေးပဲဘာမှမဟုတ်ဘူးเนาะ Google AdSense account ကိုကျွန်တော်တို့ဒီမှာယူလိုက်တယ်ပေါ့နော်ယူလဲပဲထားပါတော့ပေါ့နော် Google AdSense account ကိုဖောက်လိုက်တယ် Google AdSense account ဖောက်တယ်ဆိုတာလဲ Gmail account ဖောက်တဲ့အတိုင်းလေးပဲလွယ်လွယ်လေးပဲ Google AdSense.com ကိုသွားပြီးဖောက်ရုံနဲ့ Gmail ရှိရုံနဲ့ဖောက်လိုက်ရုံနဲ့နော်ဖောက်ပြီးရင်သူကကိုယ့် channel နဲ့ link ချိတ်ပြီးသွားပြီးအဆင်ပြေသွားပြီဆိုရင်အောင်ပြီchannel monetization အောင်ပြီပြီးပတ်စံရဒါပဲပေါ့နော်ဒါပဲအဲ့ဒီနေရာမှာ Google AdSense account ကသူကတတ်မှတ်ချက်လေးတွေရှိတယ်အဲ့ဒါလေးကလူတွေကိုခေါင်းစားတယ်လို့ပြောပါမယ်เนาะပြောပါတော့ဗောနော် okay channel link လုပ်မယ်ပြီး Google AdSense ရပြီဆိုတာ ਨੇ monetization အောင်မယ်ပြီးပတ်စံရ okay အဲ့မှာတစ်ဆင့်ချင်းက Google AdSense account ဒီသူက Google AdSense account ကနေပြီးတော့ ID verify လုပ်ခိုင်းတာဖြစ်ပါတယ် Google AdSense account ကျွန်တော်တို့ချိန်ခိုင်းတယ်ဟုတ်တယ်နော် Google AdSense account နေ Google AdSense account ကိုချိန်ခိုင်းတယ် YouTube channel နဲ့ချိန်တယ်ပြီးရင်ကျွန်တော်တို့ပတ်စံရဖို့အတွက် Google AdSense account ကအရေးကြီးတယ်ဗောနော်အဲ့မှာ Google AdSense account ကတာမန် account နေနဲ့မတူတာက तू ကပတ်စံပေးထုတ်ပြီးမဲ့ account ဖြစ်တဲ့အတွက် तू ကverify လုပ်ခိုင်းတဲ့အဆင့်2ဆင့်ရှိတယ်ပေါ့နော်ပထမတစ်ဆင့်ဒီ ID verify လုပ်ခိုင်းတယ်ကိုကလူဖြစ်ပါကြောင်းမင်းကလူအစစ်ဟုတ်ရလားဆိုတော့ကိုယ့်ရဲ့မှတ်ပုံတင်နံပါတ်ထည့်ပြီးတော့ ID verify လုပ်ကြတာဖြစ်ပါတယ်နောက်တစ်ခုကတော့ pin verify မှာကျွန်တော်တို့ကို Facebook မှာဆိုလဲ Facebook account login ဝင်ရင်ကုတ်နံပါတ်လေးချတယ်လို့ပဲ तू ကလည်း pin ကိုချပြီးနော်အဲ့ဒီ pin က तू ကကြတော့ Facebook တို့ YouTube တို့လိုမျိုး तू က SMS ထဲဝင်လာတာမဟုတ်ဘဲနဲ့ तू ကကျွန်တော်တို့စာအိတ်နဲ့ပို့ပေးတာဖြစ်တယ်ပေါ့နော်ဟုတ်ပြီအဲ့ဒီမှာပထမဆုံး Google AdSense မှာကျွန်တော် pin ID verify လုပ်ဖို့အတွက်နိုင်ငံခြားကနေပြီးတော့ ID ကိုထည့်ရတာဖြစ်ပါတယ်အဲ့မှာ Google AdSense account ဖောက်ကြတဲ့ဟိုနိုင်ငံခြားလူတယောက်ရဲ့မှာကျွန်တော်တို့ဘာပေါ့နော်ဒီ ID verify လုပ်ဖို့အတွက်အတိမိတ်ဆွေတကယ်ချင်းတယောက်ရှိရဆိုရင်လည်းပေါ့နော်ကျွန်တော်ထိုင်းနိုင်ငံနဲ့တွေ့မယ်ဆိုရင်ထိုင်းနိုင်ငံကပန်းရောင်က ID ကိုထည့်လို့ရတယ်ပေါ့နော်ထိုင်းနိုင်ငံကနေပြီးတော့ထိုင်းနိုင်ငံအဲ့တကယ်ချင်းတယောက်ရဲ့မှာသူ့ရဲ့မှာပန်းရောင်ကလေးတောင်းပြီးတော့သူ့ရဲ့ပန်းရောင်ကထဲမှာသူ့နာမည်ကကြော်ဆိုရင် Google AdSense account ဖောက်ကြတဲ့ကြော်နဲ့ဖောက်ကြတယ်ဖောက်ပြီးတော့ ID verify ID verify လုပ်ခိုင်းတဲ့မှာ ID တင်တဲ့နေရာမှာလည်းကြော်ရဲ့မှာ ID ပန်းရောင်ကတ်ကိုနာမည်ဝိသက်ကလေးတွေအဲ့လိုမျိုးပေါ့နော်
ပန်းရောက်ကတ်ကိုတင်လိုက်ရတယ်ပေါ့နော်ဓာတ်ပုံရိုက်ပြီးတင်ရုံပဲ ID verify တင်လိုက်ရုံပဲတင်ပြီးသွားရင်သူကပြီးပြီတာပြီဒါ ID verify အဆင်ပြီးသွားပြီအဲ့မှာနိုင်ငံခြားငွေချင်းတယောက်လိုတာပေါ့နော်အဲ့ဒီမှာပန်းရောက်ကတ်ကိုကျွန်တော်တို့ဝယ်လို့ရတယ်ဈေးကွက်ထဲမှာပန်းရောက်ကတ်တကတ်ကိုဘတ်တစ်ထောင်တော့ရှိရပေါ့နော်ဘတ်တစ်ထောင်စီမြန်မာငွေနဲ့ဆိုရင်တော့3,200,000 3,300,000လောက်တော့ရှိမယ်ပေါ့နော်ပန်းရောက်ကတ်တကတ်ရတန်ဖို့ပေါ့နော်ဟုတ်ပြီနောက်ပြီးကြတော့ပန်းရောက်ကတ်ဒီ ID တင်ပြီးသွားအောင်ပြီးသွားရင်တော့ဒီက pin verify လို့ပဲ pin verify နေလေခုနကတော့ကျွန်တော်တို့ထိုင်းနိုင်ငံကနေပြီးတော့အဲ့လိုကျွန်တော်တို့Google Adsense ဖောက်လိုက်တာဖြစ်တယ်လို့သူကထိုင်းနိုင်ငံကိုသူကအဲ့လိပ်စာအတိအကျကိုသူကစာအိတ်နဲ့စာအိတ်ကနေလှမ်းပို့တာပေါ့နော်စာအိတ်ထဲမှာလည်းဘာပါလဲဆိုကဏ္ဍလေး6လုံးပဲပါတယ်ကျွန်တော်တို့ကုတ်နံပါတ်လေးပေါ့နော်အဲ့ဒီကုတ်နံပါတ်လေးကိုကျွန်တော်တို့က Google Adsense လေးထဲမှာရိုက်ထည့်ပြီးတော့ ID verify လုပ်ပေးရတာပေါ့နော်အဲ့ခါကျမှဒီနှစ်ဆင့်လေးလုပ်ပြီးတဲ့ညမှာသူကGoogle Adsense က activate ဖြစ်တယ်လို့ပြောလို့ရတယ်ပေါ့နော်အဲ့ဒီမှာလည်းကျွန်တော်တို့ဒီတကယ်ချင်းကအဲ့ထိုင်းနိုင်ငံဘယ်နားမှာနေရလဲဒီဘန်ကောက်လားဘန်ကောက်ရဲ့မှာဘယ်မြို့နယ်ပဲခရိုင်လဲမေးပြီးတော့သူ့ရဲ့လိပ်စာတိကျထည့်လိုက်ရင်Google ကနေပြီးတော့လိပ်စာလေးကိုသူ့အိမ်ပို့ပေးတယ်ပေါ့နော်ပို့ပြီးရင်လိပ်စာလေးကိုပို့ပေးလိုက်တဲ့စာလေးကိုဖောက်လိုက်ရင်6လုံးရှိမယ်ကဏ္ဍ6လုံးလေးကိုနှိပ်လိုက်ရုံနဲ့ဒီနှစ်ဆင့်ကပြီးသွားမှာဖြစ်ပါတယ်အဲ့ညမှာလဲသူကတကယ်ချင်းနိုင်ငံခြားရှိရင်ရှိမရှိဆိုလဲ service ကိုအပ်လို့ရတယ်ပေါ့နော်ဒီ Google Adsense ကြောင့်ဒါလည်းကျွန်တော်တို့ဒီ YouTube လုပ်တဲ့အခါမှာနိုင်ငံခြားလူတွေလိုအပ်တာဖြစ်ပါတယ်နော်ကျန်တဲ့ YouTube channel ဒီနိုင်ငံခြားလူလုံးဝမလိုပါဘူးနော် Google Adsense ကဒါလည်းနိုင်ငံခြားကနေပြီးတော့ ID verify နဲ့ pin verify လုပ်တဲ့အတွက်ကြောင့်သူကနိုင်ငံခြားအသိလိုတာဖြစ်ပါတယ်ဟုတ်ပြီနော်အဲ့ဒါဒီဘက်ပြသိစေချင်တယ်ပေါ့နော်အဲ့ဒါပြီးရင်သူကအဲ့ဒါပြီးရင်ဘာလို့လဲဆို Google Adsense နေပြောမင်းပတ်စံထုတ်ရင်ဘာနဲ့ထုတ်မှလဲ bank account ထည့်ပါဆိုရင်လေထိုင်းနိုင်ငံလောက်ထားရင်ထိုင်းနိုင်ငံဘဏ်ကိုထည့်ရတာဖြစ်ပါတယ် bank account ထည့်ရပါနော်ထိုင်းနိုင်ငံနဲ့လုပ်ပြီးတော့ကိုရီးယားဘဏ်နဲ့သွားထည့်လို့မရပါဘူးဟုတ်ပြီနော်ထိုင်းနိုင်ငံကနေပြီးတော့ ID တင်ထားရင်ထိုင်းနိုင်ငံရဲ့မှာbank account ထည့်ရတယ် bank account ထည့်လိုက်ပေါ့နော်ထည့်လိုက်ရင်ဒီသူကပတ်စံရပြီပေါ့နော်အဲ့ဒီမှာသူက service သမားတွေကနေပြီးတော့အဲ့ဒီ bank account ပေးသုံးနေအဲ့မှာ5% 10% သူကတောင်းပြီးတော့ထုတ်ပေးတယ်ပေါ့နော်သူတို့ bank account ထည့်ပေးတယ်သူတို့ bank တွေကိုပတ်စံဝင်လာတယ်3,000,000ဝင်လာတယ်ဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံကို KB WB နဲ့လွှဲပေးတယ်အဲ့3,000,000နဲ့ကနေ5% နှုတ်ပြီးတော့သူကလွှဲပေးတာပေါ့နော်အဲ့လိုမျိုးသူက bank service သမားတွေအဲ့လိုပေးကြတာဖြစ်ပါတယ်5% 10% ပေါ့နော်အဲ့ဒီမှာ5% လောက်ဆိုရင်တော့မစိုးဘူး10% ဆိုနည်းနည်းဈေးကြီးရတယ်ပါတယ်ဒါပေမဲ့လည်းဈေးကွက်ထဲမှာတော့10% နဲ့လုပ်နေကြတာလည်းများတယ်ပေါ့နော်ဟုတ်ပြီအဲ့ဒီမှာဒီဒေါ်လာ100ပြည့်တိုင်းကို Google Adsense ကနေပြီးတော့ပတ်စံပေးထုတ်မှာဖြစ်ပါတယ်ဒေါ်လာ100မပြည့်ရင်ပေးမထုတ်ဘူးပေါ့နော်ဟုတ်ကဲ့ပါโอเคအဲ့ဒါဆိုရင်တီးသွားလောက်ပြီးထည့်နေပေါ့နော် Google Adsense ကနေပြီးတော့ဒေါ်လာ100ပြည့်တိုင်းကျွန်တော်တို့ဘဏ်ကိုငွေလွှဲမှာဖြစ်တယ်ငွေလွှဲပြီးရင်ကျွန်တော်တို့ကဒီအဲ့လိုကိုဘဏ်တွေရောက်လာရင်ပတ်စံရယူဖြစ်ပါတယ်ဟုတ်ပြီနော်ဟုတ်ကဲ့ဒါလေးကတော့ကျွန်တော်ကဒီ YouTube monetization process နဲ့ Facebook monetization process လေးမှာလူတွေပါပေါ့နော်ဒီမေးခွန်းလေးတွေမေးစရာလေးတွေရှိနေကြတာလေးကိုကျွန်တော်ကဒါ slide လေးနဲ့ပြပြပေးတာဖြစ်ပါတယ်ဒီဗီဒီယိုကိုကျွန်တော်အရင်ဆုံး next IO ရဲ့မှာကျွန်တော်ရဲ့မှာ idea on share community ထဲမှာအရင်တင်ပါမယ်ပြီးရင်တော့ကျွန်တော်ဒီ YouTube channel မှာတင်ပေးမယ်ပေါ့နော်ဟုတ်ကဲ့ပါဆိုတော့အားလုံးပဲအဆင်ပြေကြပါစေနောက်ထပ်ဗီဒီယိုများမှာပြန်တွေ့မယ်ပေါ့နော်ဟုတ်ကဲ့ပါ bye bye